ဒါမင်းညကတော့ဒါကျွန်တော်တို့စပိန်နဲ့ဒါကိပါတီအတင်းဒါထိတိုက်ဒါအုပ်စုအိမ်မှာတွားတွေ့တယ်ပေါ့နော်ဒါအခုမင်းညကတော့ကျွန်တော်တို့ဒါအဖွင့်ပွဲတင်ဒါစပိန်ကဒါအဖွင့်ပွဲတင်ကန်တဲ့အခါမှာဒါကျွန်တော်တို့ကိပါတီအတင်းကဒါဒီခုမှဒါပထမဦးဆုံးကမ္ဘာဖလားကိုဒါတို့ဝင်ခွင့်ရတယ်ပေါ့နော်ဒါကမ္ဘာဖလားမှာဒါတို့ကခွင့်ရတယ်အဲ့ဒီအချိန်မှာဒါတခုပြောချင်တာကစပိန်အတင်းကြီးလိုမျိုးစပိန်အတင်းကြီးတွေမျိုးဒါကမ္ဘာဖလားဒါရေပန်းစားသုံးအတင်းကိုဒါတို့ကဒါခံစစ်အပိုင်းနဲ့နေဒါတို့ပြုတ်သွားတယ်ဒါကိပါတီအတင်းကတကယ်ကိုဒါခံစစ်တော်တော်လေးကိုဒါတောင်းတင်းပြီးတော့ကျွန်တော်တို့ဒါကိုသမားဒါပူစင်ညာဆိုတာလေတော်တော်လေးကိုမှကောင်းတယ်ဗျာဒါကိုသမားတော်တော်လေးကိုကောင်းတယ်ဒါသူ့ရဲ့ဒါကကွယ်မှုတွေဒါသူ့ရဲ့အသက်အရွယ်နဲ့မလိုက်အောင်သူ့ရဲ့အသက်ကမှဆိုတာအခု40ပဲရှိတယ်သူ့အသက်အရွယ်နဲ့မလိုက်အောင်ပူစင်ညာကတကယ်ကိုလုတ်ပြသွားခဲ့တာဗျာပြီးတော့ကျွန်တော်တို့ဒီစပိန်အတင်းကလည်းဒါတော်တော်လေးကိုဒါပြောမလဲဒီချိန်မှာဒါဆုတ်ပြတ်တက်နေတဲ့ပုံစံမျိုးဖြစ်နေတယ်ဗျာဒါဘောလုံးပိုင်ဆိုင်မှုအများဆုံးရိုက်ထားတယ်ဒါဘောလုံးရတဲ့ချိန်မှာသူတို့ကဒါကင်နဲ့ကင်ထားတယ်ဒါစပိန်အတင်းမှာတခုချီးကျူးရမှာကဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီကူကွေလာဆိုရင်ဒါအများဆုံးဒါကူကွေလာဘောလုံးအများဆုံးဖြစ်ချက်ချီထားတယ်ဒါကူကွေလာကဒါသူ့ရဲ့ contact ချက်တွေသူ့ရဲ့ဘောလုံးဒါဆွမ်းဆောင်ရေးပေးပို့မှုတွေကတော်တော်လေးကိုများတယ်ဗျာဒါဖာရဒေါ်တက်ကတော့ဒါကိုတွင်းဒါသုံးသက်မသေးကြဘူးလေတော့ဒါအဲ့တလုံးကဒါလုံးဝကိုဒါလွတ်သွားခဲ့တယ်ဒါကြောင့်ကျွန်တော်တို့ဒီစပိန်အတင်းကတော့တော်လေးကိုဒီနေရာမှာဒါနာမည်ကြီးအတင်းဖြစ်ပြီးတော့ဒီလောက်ထိဒါဆုတ်ပြတ်တက်သွားခဲ့တာပေါ့နော်ဟုတ်တယ်ကျွန်တော်ပြောချင်တာဗျာဒါကေပါရီအတင်းကတကယ်ကိုခံစစ်ကတကယ်ကိုကောင်းတယ်သူပွဲထွက်လာပြီးထပ်လာပြီးဆိုပဲကေပါရီကဒါခံစစ်နေသူကစားတာဒါကေပါရီအတင်းကတကယ်ကိုမှကိုတကယ်ကိုဒါဘုသမားလည်းကောင်းတယ်ခံစစ်လည်းကောင်းတယ်သူတို့ရဲ့ဒါပြင်ဆင်မှုတွေကတော်လေးကိုကောင်းလာခဲ့တယ်ဒါကြောင့်စပိန်မှာတော့ဒါတိုက်စစ်တာအဓိကဘုသမားတွေတော်တော်များများဒါဘာဝင်လာဘူးဒါပွဲထဲမှာဆိုရင်ကျွန်တော်တို့ဒီကာဖီဟုတ်ပဲပါလာခဲ့တယ်ပေါ့နော်အခုဒါကျွန်တော်အခုဒါမိနစ်တောင်80မှာဒါလမိုင်းရမယ်ကဒါကြားလဲပြီးဝင်လာခဲ့တယ်ဒါလမိုင်းရမယ်ကိုလည်းဒါတော့ဒါစပိန်ပွဲတွေမှာကြည့်တဲ့သူတွေသိတယ်ဒါလမိုင်းရမယ်ဝင်လာပြီဆိုတော့ကဒါလမိုင်းရမယ်ကိုဒါကေပါရီအတင်းသားတွေဒါ3ရောက်ထိတောင်ဝိုင်းကတ်ထားတဲ့ရှင်းနေရှိတယ်ဒါအဲ့ကြားရမှာဒါလမိုင်းရမယ်ကဒါကိုဖန်တီးမှုတွေလည်းသူပြုလုပ်နိုင်ခဲ့တယ်ဒါပေမဲ့ဒါကိုတင်းဆုံးသက်မှုတွေကြောက်ဘူးဒါလမိုင်းရမယ်ကိုကတ်ထားလို့ဒါ3ရောက်ထိတောင်ကတ်ထားလို့လမိုင်းရမယ်ဒါပြုတ်လို့မရဘူးဆိုတော့လက်ခံတယ်ပြီးတော့ကျွန်တော်တို့ဒါလေးအိုမိုနဲ့ဒါဟိုဒါလေးအိုမိုနဲ့ဝင်လို့ဆိုတော့ဒါဒုတိယပိုင်းမှာသူတို့ကဒါပြီးကန်တို့လေးမှာဒါဝင်လာတာကြောင့်ဒါဘလုံးမကိုသူတို့ကအရှိပြီးလောက်ညာဒါဆိုအဓိကတော့ဒါပွဲထွက်ခွင့်မပေးတာမဟုတ်ဘူးဒါသူတို့ရဲ့ထိုင်ရတွေကြောက်ထိုင်ရရှိနေတာတော့ဒါကျွန်တော်တို့ဒီစပိန်နဲ့ဒါအခုဆိုရင်ကျွန်တော်တို့ဒါစီးစီးနဲ့ပြီးခဲ့တယ်ပေါ့နော်ဒါပြေးရလက်ဒါတမတ်တယောက်တွေဒါရယူခဲ့တာဖြစ်တယ်ဒီနေ့မှာချီးကျူးမှာတော့ကိပါရီကိုတော့ဒါပိုစင်ညာပဲချီးကျူးရမယ်ဒါပိုစင်ညာကတကယ်ကိုဒါကောင်းသူ့ရဲ့အသက်အရွယ်နဲ့မလိုက်အောင်ဒါအသက်40အရွယ်ရှိတဲ့အသက်အရွယ်နဲ့မလိုက်အောင်မှာဒါသူကတော်လေးကောင်းမှုပဲဒါပွဲပြီးတဲ့အချိန်မှာဒါဖေဖာရဲ့ဒါမှအော်ဒါမှဆိုတာသူကရရှိသွားတာဖြစ်တယ်ဒါတော့ဒီပွဲမှာဒါချီးကျူးရမှာတော့ဒါကိပါရီရဲ့ဒါခံစစ်ပိုင်းနဲ့ဒါပိုစမအတော်လေးကိုဒါကောင်းမှုပဲဒါဒီကိပါရီအသက်ကဒါတိုက်စစ်ကလေးနည်းနည်းလေးဒါဆင်လိုက်မယ်ဆိုရင်တော့ဒါကျွန်တော်တို့စပိန်ကပါဒါရှုံးသွားနိုင်တဲ့အနေအထားတစ်ခုရောက်ရှိမှာဗျာတကယ်တော့ဒါစပိန်တင်းကဒါဒီချိန်မှာဒါတော်လေးကိုညံဖြစ်နေတဲ့အနေဖြစ်တယ်ဒါကမ္ဘာဖလားကိုဒါမျှော်မှန်းနေတာဒါဒီချိန်မှာလူငယ်လေးနဲ့ကမ္ဘာဖလားမျှော်မှန်းနေတာဒါဒီချိန်မှာဒါကမ္ဘာဖလားအဆင့်2ရှိတဲ့ဒါစပိန်အတင်းကဒါအဆင့်82ရှိတဲ့ဒါကိပါရီအတင်းကိုဒီလိုမျိုးတည်တပတ်တည်ဒါခွဲပေးလိုက်တော့စပိန်တင်းကတကယ်ကိုရင်နာစရာကောင်းတယ်ဒါကြောင့်စပိန်တင်းရောဒါ86ပြီဘယ်လိုမျိုးဒါ86ပြီဘယ်လိုမျိုးသွားနိုင်မလဲဆိုတာကျွန်တော်ရဲ့ comment အောက်မှာဒါဒီကိုတို့အမြင်ကိုဒါဝင်ရောက်ပြီးရေးပေးခဲ့တာပေါ့ခင်ဗျာ